ဆက်လန်းအမီနင်းနုအပိုင်း3မိုးထဲကလှုပ်ဝက်ချက်မိုးရနေတဲ့နေ့တွေဆက်တိုက်ဖြစ်နေတယ်။ကျောင်းဝင်းထဲမှာလည်းတိတ်ရွက်တွေမိုးရေဆက်တွေနဲ့တောက်ပနေတယ်။နင်းနုကအတန်းကဲလဲမှာစားဖတ်နေပြီမြင်စိတ်ကတခြားနေရာမှာရှိနေသလိုပဲ။အเจ้าကတော့ကောင်းမြတ်။မနေ့ကအတန်းထဲကိုအသိရောက်လာပြီးကလေးကကျောင်းသားတွေအားလုံးသူ့ကိုစိတ်ဝင်စားနေကြတယ်။အဲ့ဒီအချိန်မှာမေတီကနင်းနုကိုမျက်နှာနာကတ်ပြီးမေးလိုက်တယ်။နင်းနုနင်းတိလားအောင်မင်းခန့်ကဒီမြို့ကိုမကြသေးခင်မှာပြောင်းလာတဲ့နင်းနုကတိတ်တိတ်လေးခေါင်းညိတ်လိုက်တယ်ဒါပေမဲ့သူမမတိသေးတဲ့အရာတစ်ခုရှိတယ်ကျောင်းပြီးချိန်မိုးကပြင်းပြင်းရွာနေတယ်ကျောင်းသားတွေအများစုကထီးတွေဖွင့်ပြီးပြန်သွားနေကြတယ်နင်းနုကလည်းထီးမပါပဲကျောင်းတကားဘက်ကိုအပြေးထွက်လာခဲ့တယ်အဲ့ဒီချိန်မှာနင်းနုနောက်ကနေအတန်တခုကြားလိုက်တယ်သူမပြန်လှည့်ကြည့်လိုက်တော့အောင်မင်းခန့်ကထီးတလက်ကိုကင်ပြီးရက်နေတယ်မိုးကြီးနေတာထီးမပါဘူးလားလို့သူကမေးလိုက်တယ်။နင်းနုကနဲနဲရှက်ပြီးမေးခဲ့တာလို့ပြန်ပြောလိုက်တယ်။အောင်မင်းခန့်ကထီးကိုသူမဘက်နှကိုရွှေ့ပေးလိုက်တယ်။ဒါဆိုအတူတူသွားမလား။နင်းနုရဲ့နှလုံးကုန်တန်းကတဖြည်းဖြည်းမြန်လာတယ်။သူတို့နှစ်ယောက်မိုးထဲမှာတူတူရှုပ်သွားနေကြတဲ့အချိန်မှာလမ်းတစ်ဖက်ကနေကားတစ်စီးအမြန်နှုံးနဲ့လာနေလေ။ကားကရေကန်တစ်ခုကိုဖျက်ပြီးရေစက်တွေပြင်းပြင်းဖြန့်လာတယ်။နင်းနုတတိထားအောင်မင်းခန့်ကချက်ချင်းသူမကိုလက်ဆွဲပြီးဘေးကိုဆွဲလိုက်တယ်။ရေစက်တွေကသူတို့နားကနေဖြတ်သွားခဲ့တယ်။နင်းနုကမကြာခဏမှဖြစ်ဖူးတဲ့အရာတစ်ခုကိုခံစားလိုက်ရတယ်။သူမရဲ့လက်ကိုအောင်မင်းခန့်မလွတ်သေးဘူး။မိုးရေစက်တွေအောက်မှာသူတို့နှစ်ယောက်မျက်လုံးလေးစုံသွားကြလေ။ဒါပေမဲ့အဲ့ဒီချိန်မှာလမ်းဘက်တစ်ဖက်မှာရက်နေတဲ့လူတစ်ယောက်ကသူတို့ကိုတိတ်တိတ်လေးကြည့်နေတယ်။နင်းနုမသိသေးတာကအဲ့ဒီလူရဲ့ရောက်လာမှုကသူမရဲ့ဘဝကိုအန်ဒီရဲ့ကြီးတစ်ခုတည်းဆဲခေါ်သွားမယ်ဆိုတာ